ဒီအချိန်မှာဖုံးမိလာတဲ့တက္ကသိုလ်တုန်းကတငယ်ချင်းဂျန်ကောဆက်လာတာပါသူကအခုပြည်နယ်စိုက်ပျိုးရေးနှင့်တစ်တော်သူတေသနဌာနမှာအလုပ်လုပ်တဲ့လူရီစာချုပ်တက်တန်းတိုးတဲ့ကိစ္စဘလို့ဖြစ်လာလဲကျွန်တော်အကြောင်းစုံကိုပြောပြလိုက်တယ်ဖုံးတစ်ဖက်ကဂျန်ကောဒေါသတကြီးဆဲဆိုတော့တဲ့တောက်ကျိုးနဲ့ဒီချန်ဝမ်ဘိုကတကယ်လူယုံမှာပဲဝါအောင်ကျွေးပြီးမှတက်တဲ့မျိုးမင်းဒီအတိုင်းပဲလက်လျှော့လိုက်တော့မှလားမလက်လျှော့ဘူးတခြားဘာလုပ်နိုင်မှာလဲမင်းသူတို့ကိုဒီအတိုင်းလွတ်ပေးလို့မရဘူးဒီလိုလူမျိုးတွေကိုသင်ခန်းစာပေးရမယ်သင်ခန်းစာလားကျွန်တော်စိတ်ထဲအကြံတစ်ခုပေါ်လာတယ်ကျွန်တော်စစ်လိတ်ကိုဖိတက်လိုက်ပြီးအကြည့်တွေအေးဆက်သွားခဲ့တယ်ဂျန်ကောစိတ်ချပါကျွန်တော်ဒီအတိုင်းလက်လျှော့မှာမဟုတ်ဘူးနောက်ရက်အနည်းငယ်မှာတော့ကျွန်တော်ခြံဝမ်ဘိုစီထပ်မသွားတော့ဘူးကျွန်တော်ပုံမှန်အတိုင်းပဲအသီးခြံကိုထိမ့်သိမ့်နေဝင်ပေါက်မှာတော့လက်ကုံရင်ခြံရှင်းမိပစ္စည်းများကိုနှစ်ဆက်လျှော့ဈေးဖြင့်ရောင်းမိဆိုတဲ့ဆိုင်းဘုတ်ကိုချိတ်လိုက်တယ်ပုံမှန်လာဝယ်တဲ့သူတွေကအံ့ဩသွားကြတယ်လူအိုပန်ခမားမလုပ်တော့ဘူးလားဘယ်သွားမလို့လဲနောက်ဆိုဒူးရင်တီးဝယ်ရတာအဆင်မပြေတော့ဘူးဒါချန်ဝမ်ဖိုကဈေးတင်လိုက်လို့လားအဲ့ဒီလူကြီးကတကယ်ကိုရက်ဆက်တာပဲအိမ်မှာကိစ္စလေးရှိလို့မြို့ကိုပြန်တော့မလို့ပါကျွန်တော်အခြေအနေကိုအယုတ်ဆိုးကြည့်တန်အောင်မလုပ်ချင်ဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်မှနောက်ဆုံးတစ်ကွက်ကြံသေးတယ်ဒီရက်ပိုင်းချန်တာပေါ်မိသားစုကကျွန်တော်အသီးချန်ထဲမှာပဲနေနေကြတာဆွင်းချွန်းဟွာကနေတိုင်းကလတ်ထိုင်တေးသေးလေးနဲ့ဝင်ပေါက်မှာထိုင်နေဂိတ်ဆောင်ပေးတာလို့ပြောပေမဲ့တကယ်တော့ကျွန်တော်ကိုစောင့်ကြည့်နေတာသူကရွာသားတွေကိုလည်းအမြဲဝါကြွားနေတယ်ငါသားဒါပေါ်ကစီးပွားရေးအရေးချင်းရှိတယ်မကြခင်အကြီးအကဲဖြစ်တော့မယ်ဒီချန်ကိုငါတို့ပဲဖွင့်တော့မယ်တနစ်ကို300နဲ့ချီရှာနိုင်မှာတေးချတယ်ခြံနာဘောကတော့ပိုဆိုးတယ်နေတိုင်းခြံထဲမှာဟိုမှာလှုပ်ဒီမှာလှုပ်နဲ့ညွှန်ကြားနေတယ်ဒီဖန်လုံးအိမ်ကအရန်ဟောင်းနေပြီးလဲလိုက်တော့ရေသွင်းတဲ့ပုံစံကမကောင်းဘူးပြန်ပြင်ရမယ်ဟေးဟိုတယောက်အဲ့ဒီတက်မျောစာပုံကိုကိုတောင်နဲ့ရွှေ့လိုက်လမ်းပိတ်နေတယ်ကျွန်တော်မောကြည့်လိုက်တယ်မလုပ်ဘူးသူဒေါသထွက်လာတယ်လက်လျှောက်လာပြီးကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးတယ်ကျွန်တော်ဖြည်းဖြည်းချင်းမတက်ရက်လိုက်တော့သူထက်တဝက်လောက်ပိုမြင့်သွားတယ်ကျွန်တော်သူ့ကိုငြိမ်ငြိမ်လေးစိုက်ကြည့်နေတယ်ငါပြောနေတာကြားလားနားကန်းနေတာလားပထမအချက်ငါကဒီအသီးခြံရဲ့တာဝန်ခံပဲဒုတိယအချက်ဒီခြံထဲကပစ္စည်းတွေအလုံးကငါပတ်စံနဲ့ဝယ်ထားတာတတိယအချက်မင်းငါကိုထညွှန်းကြည့်မင်းလက်ချောင်းတွေဆက်ဖြောင်းနိုင်ပါမလားငါမသိဘူးကျွန်တော်အတန်ကတိတ်မကျေဘူးနောက်ပိုင်ဘာဖြစ်မလဲဆိုတာသိချင်ရင်အကောက်ကိုဖော်လို့လုပ်ပြီးအသေးပေးခဲ့ပါအောင်ဗျ